အားလုံးပဲမင်္ဂလာပါကယ်ဗင်လင်းပါရန်ကုန်ပါကျွန်တော်ဒီနေ့45လမ်းနဲ့ကိုရောက်နေတယ်45လမ်းနဲ့ကုန်တယ်လမ်းတောင်းက FNI General Insurance Company Limited ပေါ့နော် The First National Insurance Company Limited မှာကျွန်တော်ဒီနေ့ license ရောက်တော့စာချုပ်လာချုပ်တာပေါ့နော်စာချုပ်လာချုပ်ရင်အမှတ်တရအဲ့ဒါရိုက်ပြီး45လမ်းနဲ့ခု4နာရီခွဲသွားပြီ4နာရီခွဲသွားပြီ4နာရီခွဲကနေရာလဲစောင်းနေဒီမှာမှတ်6အခြေခံပညာမူလတန်းကျောင်းတဲ့မှတ်6အခြေခံပညာမူလတန်းကျောင်းအမက68ကို1000ရောက်ကို1008ရောက်နေပါတယ်အမက68ပါပါ拜拜နော်နောက်မှတွေ့မယ်